အားလုံးပဲမင်္ဂလာပါ Live Japanese Language School ကနေကြိုဆိုပါရစေကျွန်တော်ကတော့ Sensei Auto တန်းဖြစ်ပါတယ်ဒီနေ့ကတော့တပတ်မြောက်ရဲ့9ရက်မြောက်နေ့ကိုလေ့လာတော့မှာဖြစ်ပါတယ်ခေါင်းစဉ်က Tokyo Tensha ဆိုတာကကျွန်တော်တို့အထူးအမြန်ရထားမျိုးတွေ express ရထားမျိုးတွေကိုပြောတာပေါ့ဗျာเนาะအဲ့လိုရထားနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးဒီလိုမျိုး express train တွေပေါ်မှာမြင်ရမယ်ခန်းကြီးစလုံးတွေကိုကျွန်တော်တို့လေ့လာတော့မှာဖြစ်တယ်ဆိုတော့ပထမဆုံးကျွန်တော်တို့အရင်ဆုံးဒီ Soma Tomere မှာပေးထားတဲ့ခန်းကြီးလေးတွေကိုလေ့လာကြည့်ကြမယ်ဟုတ်ပြီသူဒီအခန်းเนาะတပတ်မှာကဒီပထမဆုံးတပတ်မြောက်မှာကကျွန်တော်တို့လေ့လာရမှာက Deka Keru ဆိုတဲ့ဟာအပြင်ထွက်ပြီဆိုလို့ရှိရင်တွေ့ရမယ့်ခန်းကြီးတွေဒီ Gonichime ကြတော့ Ekino Homu ပေါ့နော် sorry Ekino Homu မဟုတ်ဘဲနဲ့သူကဘာဖြစ်ရမလဲဆိုရင် Tokyo Tensha ကိုဖြစ်ရမှာပေါ့နော် sorry တော့ဒီမှာမှားနေတယ်ကြည့်လိုက်မယ်Okay, Tokyo Tensha လို့ဖြစ်အောင်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ပထမဆုံးပေါ့နော်ဒီပထမဆုံးစလုံးလေးကိုကြည့်ကြည့်ကြပါပထမဆုံးစလုံးလေးကသူ့မှာကဆွဲချက်6ချက်ရှိတယ်ဆွဲချက်6ချက်ရှိပြီးတော့သူ့ရဲ့ဒီခွန်ရောမီလေးက UP ဆိုတဲ့အဓိပ္ပာယ်ကလက်ချောင်းပေါ့ဗျာနော်လက်တို့လက်ချောင်းတို့ဆိုတဲ့အဓိပ္ပာယ်ပြီးတော့သူ့ရဲ့ on ရောမီကကြတော့ရှေ့ဆိုပြီးရှိမယ်ပြီးတော့ဒီခန်းကြီးလေးမှာပိုင်ဆိုင်ထားတဲ့အဓိပ္ပာယ်တွေကလက်ချောင်းဒါမှမဟုတ်ရင်ညွန့်ပြသည်ညွန့်ပြခြင်းဆိုတဲ့အဓိပ္ပာယ်မျိုးတွေသုံးလို့ရတယ်လက်ချောင်းဆိုတဲ့အဓိပ္ပာယ်နဲ့သုံးလို့ရတယ်ညွန့်ပြသည်ဆိုတဲ့အဓိပ္ပာယ်ရှိမယ်ဆိုတော့ဒီလက်ချောင်းဆိုတာနဲ့ပတ်သက်ပြီးတော့ဥပမာလက်စွပ်တို့ပေါင်းနဲ့လည်းပတ်သက်ပြီးတော့သုံးလို့ရတာပေါ့လက်နဲ့ပတ်သက်တဲ့စကလုံးတွေခန်းကြီးတွေနဲ့ပတ်သက်ပြီးဆိုလို့ရှိရင်ဒီခန်းကြီးလေးကိုသုံးလို့ရတယ်ပေါ့အဲ့ဒါကြောင့်လေသူဒီမှာရှေ့က radical လေးမှာကျွန်တော်တို့ဒီဟာလေးပေါ့နော်ဒီအမဲလေးရဲ့ဒါလေးရဲ့ကကျွန်တော်တို့တဲ့ဆိုတဲ့ခန်းကြီးရဲ့ radical ဖြစ်တယ်ဆိုတော့အဲ့ဒါလေးပေါ့နော်ကြည့်ကြည့်မယ်ဆိုတော့ဒီတဲ့ပေါ့နော်ဒီတဲ့ကကျတော့ခန်းကြီးဟုတ်ပြီသူ့ရဲ့ radical ကကျတော့ဒီအရှိကဒီဒုတ်ချောင်းလေးရဲ့ဒါလေးရဲ့ကသူ့ရဲ့လက်ဆိုတဲ့ဟာဆိုတော့ကျွန်တော်တို့ဒီ radical လေးပါပြီဆိုတာနဲ့ကျွန်တော်တို့ကလက်နဲ့ပတ်သက်တဲ့ခန်းကြီးတွေပါပြီဆိုတော့သတိထားရမယ်ပေါ့ဟုတ်ပြီပြီးလို့ရှိရင်သူက he ဆိုတဲ့ radical လေးရဲ့ he ဆိုတဲ့ radical ဆိုတာခတာခဏ radical ပေါ့ဗျာနော် he ဆိုတဲ့ radical ပြီးတော့ nichi ဆိုတဲ့ radical လေးကိုပေါင်းပြီးတော့ကျွန်တော်တို့ကဘာဖြစ်သွားလဲဆိုတော့ UP ဆိုတဲ့ခန်းကြီးဖြစ်သွားတာပေါ့နော်ဆိုတော့အရှိကဒီတဲ့ဆိုတဲ့ radical လေးရဲ့ပြီးတော့နောက်ခု he ဆိုတဲ့ခတာခဏ radical လေးရဲ့ပြီးတော့ဒီ nichi ဆိုတဲ့နေရက်ဆိုတဲ့ရက်လေးရဲ့ပေါင်းလိုက်တော့ကျွန်တော်တို့ UP လက်ချောင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်သူ့ရဲ့ on ရောမီကရှိဆိုပြီးရှိမယ်ဆွဲချက်က6ချက်အဲ့ဆိုရင်ပထမဆုံးသူပေးထားတာကဒါလေးပေါ့နော်ဒါလေးက UP ဆိုတဲ့အဓိပ္ပာယ် UP ဆိုတဲ့အဓိပ္ပာယ်ကလက်ချောင်းပေါ့ဗျာဒီ finger ဆိုတဲ့အဓိပ္ပာယ်လက်ချောင်းဆိုတဲ့အဓိပ္ပာယ်နဲ့သုံးလို့ရတယ်လို့ဒီတချို့သောစလုံးတွေမှာကျွန်တော်တို့ဘာနဲ့သုံးလဲရှိဆိုတော့လက်တစ်ခုလုံးကိုလဲနော်ဒီလက်ဖွားပေါ့နော်လက်ဖွားတစ်ခုလုံးလက်တစ်ခုလုံးကိုလဲကျွန်တော်တို့လက်ဆိုတဲ့အဓိပ္ပာယ်အနေနဲ့လဲသူ့ကိုသုံးလို့ရတာမျိုးတွေရှိတယ်နောက်တစ်ခုကျတော့ shitei seki ဆိုတာကတီးတန့်ထိုင်ကုန် book seat ဆိုတော့ reserve လုပ်ထားတဲ့ seat ပေါ့ဗျာကြိုတင်ပြီးတော့ booking လုပ်ထားတဲ့ထိုင်ကုန်မျိုးပေါ့အဲ့ဒါကို shitei seki လို့ပြောတယ်ဆိုတော့ဒီခန်းကြီးတစ်လုံးချင်းကိုတော့ကျွန်တော်တို့ပြီးတော့ကြာမှနော်တော့ note တွေဖတ်တဲ့အခါကျမှတစ်ခါရှင်းပြသွားမယ်နောက်တစ်ခုကျတော့ shitei ရဲ့အဓိပ္ပာယ်ကကျတော့ကျွန်တော်တို့ရွေးချယ်တတ်မှတ်ခြင်းတာဝန်ပေးအပ်ခြင်းဆိုတဲ့အဓိပ္ပာယ်ဆိုတော့ဒီမှာဆိုလို့ရှိရင် shitei seki ဆိုတာကထိုင်ကုန်ဗျာဆိုတော့ shitei seki ဆိုတော့ရွေးချယ်တတ်မှတ်ထားတဲ့ထိုင်ကုန်ကြိုတင်ပြီးတော့ booking လုပ်ပြီးတော့ရွေးချယ်ပြီးတတ်မှတ်ထားတဲ့ထိုင်ကုန်ဆိုတဲ့အဓိပ္ပာယ်မျိုးနောက်တစ်ခုကကျတော့ UB ဆိုတာက let's လို့ပေါ့နော်ဝါဆိုတဲ့ခန်းကြီးလေးကဒါလေးပေါ့ဒါလေးက UB let's ဆိုတဲ့ခန်းကြီးဆိုတော့ကျွန်တော်ဒီခန်းကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ note တွေဖတ်ကြတာပေါ့ပထမဦးဆုံးကဟုတ်ပြီဒီခန်းကြီးမှာပိုင်ဆိုင်တာကသူ့ရဲ့ခွန်ရောမီက UB ဆိုတာရှိမယ်လက်ချောင်းလက်ပြီးတော့သူ့ရဲ့ on ရောမီကရှိသူ့ရဲ့အဓိပ္ပာယ်ကလက်ချောင်းရဲ့ညွန်ပြသည်တိုင်းတာသည်ဆိုတဲ့အဓိပ္ပာယ်ရှိတယ်ဟုတ်နော်လက်ချောင်းညွန်ပြသည်တိုင်းတာသည်ဆိုတဲ့အဓိပ္ပာယ်ရှိတယ်ပထမဆုံးရှစ်သိရဲ့အဓိပ္ပာယ်ကိုခုနကပြန်ကြည့်မယ်ဆိုလို့ရှိရင်ရှစ်သိရဲ့အဓိပ္ပာယ်ကရွေးချယ်တတ်မှတ်ခြင်းတာဝန်ပေးအပ်ခြင်းဆိုတဲ့အဓိပ္ပာယ်ဆိုတော့သူ့ကိုဘယ်လို response လေးနဲ့သုံးလို့ရသေးလဲပေါ့ဆိုတော့ besu no hi o de goshite itadakemaseen ka besu no hi တခြားရက်တခြား besu ဆိုတော့တခြားတော့ hi နဲ့ပေါင်းလိုက်တော့တခြားရက်ဖြစ်သွားတာပေါ့တခြားရက်ကို goshite itadakemas ka တတ်မှတ်ပေးလို့ရမလားပြန်ပြီးတော့ select လုပ်ပေးတာပေါ့ဗျာရွေးချယ်ပေးလို့ရမလားဆိုတဲ့အဓိပ္ပာယ်itadakemaseen ka ရဲ့အဓိပ္ပာယ်ကလုပ်ပေးလို့ရမလားဆိုတဲ့အဓိပ္ပာယ်သူကစွန်ခဲငေါ့လို့ခေါ်တာပေါ့ခဲငေါ့အမျိုးအစားတွေကစွန်ခဲငေါ့တစ်ဖက်သားကလှုပ်ဆောင်မဲ့ကိစ္စတွေကိုပြောချင်တဲ့အခါမျိုးဆိုရင်ကျွန်တော်တို့ကစွန်ခဲငေါ့ပုံစံနဲ့သုံးမယ်
ဆိုတော့ဒီမှာ तू ကဘာလို့ itataki kemas ကလည်းတုံးထားလဲဆိုတော့ itataki mas ကဘယ်ရလာလဲဆိုတော့ပြုတ်လို့ဒီရှိမတ်ဆိုတဲ့စွန်ခိန်တော့ဆိုတော့လုတ်ပေးလို့ရမလားတစ်ဖက်သားကိုလုတ်ပေးလို့ရမလားလို့တောင်းဆိုတာဖြစ်တဲ့အတွက်ကြောင့် itataki masenka ဆိုတဲ့ပုံစံနဲ့တုံးလိုက်တာပေါ့ဟုတ်ပြီနော်ဆိုမှဆန်းနောက်တစ်ခုကျတော့ရှိကြည့်ရှိကြည့်ရဲ့အဓိပ္ပာယ်ကကျွန်တော်တို့ညွှန်ကြားပြသခြင်းလမ်းညွှန်ခြင်းဆိုတဲ့အဓိပ္ပာယ်ဆိုတော့ဒီရှိကခန်းကြည့်လေးရဲ့ဒီရှိလေးမှာကကျွန်တော်တို့ပါလဲဆိုတော့ညွှန်ပြသည်ဆိုတဲ့အဓိပ္ပာယ်ပါတယ်နောက်တစ်ခုကျတော့ကျွန်တော်တို့ပါလဲဆိုတော့ရှိမဲစုပေါ့ရှိမဲစုဒါလေးကရှိမဲလေးဆိုတော့အဓိပ္ပာယ်ကဒီရှိမဲစုရဲ့အဓိပ္ပာယ်ကလေသူကဘာဖြစ်သွားလဲဆိုတော့လမ်းညွှန်သည်ဆိုတဲ့အဓိပ္ပာယ်ညွှန်ပြသည်မှပြောလက်ညှိုးထိုးပြီးတော့ညွှန်ပြတာမျိုးတစ်ခုခုကိုစိတ်ခိုင်းပြီးတော့ညွှန်ကြားတာမျိုးဆိုရင်လည်းသူကတုံးလို့ရတယ်သူဒီရှိမဲစုမှာကြတော့အဲ့တော့ဘာဖြစ်သွားလဲဆိုတော့အဲ့ခန်းကြီးနှစ်ခုလုံးပေါင်းလိုက်တယ်နှစ်ခုလုံးကညွှန်ပြသည်ဆိုတဲ့အဓိပ္ပာယ်ပါတဲ့အတွက်ကြောင့်ညွှန်ကြားပြသခြင်းလမ်းညွှန်ခြင်းဆိုတဲ့အဓိပ္ပာယ်မျိုးတုံးလို့ရတယ်Sensei no shichi tori ni yarimasu Sensei no shichi tori ni လျှာရဲ့ညွှန်ကြားပြသချက်အတိုင်းရှိကြည်ကနောင်ဖြစ်တဲ့ညွှန်ကြားပြသခြင်းအဲ့တော့ကြောင့် Tori ဆိုတဲ့ pattern အရာနောင်နဲ့ Tori နဲ့တွဲမယ်ဆိုရင်ကျွန်တော်တို့ကနောင် not Tori လို့သုံးရင်သုံးမဟုတ်နောင် Tori ဆိုပြီးတော့သုံးလို့ရတယ်ဆိုတော့ဒီမှာကလေက not မခံချင်တော့တဲ့အတွက်ကြောင့် Tori ကိုအတိုင်းတန်းသုံးလိုက်တယ်ပေါ့ Sensei no shichi Tori ni yarimasu လျှာရဲ့ညွှန်ကြားပြသမှုအတိုင်း yarimasu လုပ်ဆောင်ပါမယ်ဆိုတဲ့အဓိပ္ပာယ် Okay အဲ့ဆိုရင်တော့ तू ကဒီရှိကြည်နဲ့ပတ်သက်ပြီးတော့သုံးလို့ရတဲ့ response လေးပေါ့အဲ့ဆိုရင်ကျွန်တော်တို့ဒီခန်းကြည့်လို့ရမယ်ထင်ပါတယ်နောက်တစ်ခုဆက်ကြည့်အောင်နောက်တစ်ခုကကျတော့သူ့မှာဒီထဲမှာပေါ့နော်ဆွဲချက်ကကျွန်တော်တို့၈ချက်ရှိတယ်၈ချက်ရှိပြီးတော့သူ့ရဲ့ခွန်ယောမီကမပေးထားဘူးသူ့ရဲ့ on ယောမီကတော့ day ဆိုတဲ့အဓိပ္ပာယ်ရှိမယ် day ပေါ့နော် day ဆိုတော့သူ့မှာသူ့ရဲ့ဒီခန်းကြည့်လေးပိုင်ဆိုင်တဲ့အဓိပ္ပာယ်တွေကဆုံးဖြတ်ခြင်းဆိုတဲ့အဓိပ္ပာယ်ရှိတယ်ဆုံးဖြတ်သည်ဆိုတဲ့အဓိပ္ပာယ်ပိုင်ဆိုင်တယ်တည်မြဲမှုတို့ပုံသေးဆိုတဲ့အဓိပ္ပာယ်ပိုင်ဆိုင်တယ်ဟုတ်ပြီနော်အဲ့တော့သူဘာပေးထားလဲဆိုတော့ day q ပေးတယ်အော်ဆိုရင်မဆန်ကျွန်တော်ခုနကပြောတခုကြံခဲ့တယ်ဆိုတော့ဒီ UP word လေးကိုပြောချင်တယ်ဗျ UP word ဆိုတဲ့ဟာလေး UP word UP word ဆိုတာကဒီအရှိရခန်းကြီးလေးက UP ဒီနောက်က word ဆိုတာကကျွန်တော်တို့ bane ဗျ bane နေဆက်ဝိုင်းပုံစံလေးတွေတို့ bane တွေတို့မှာတုံးလေးရှိတယ်ဥပမာဗျာအရှိမှာဆိုလို့ရှိရင်ကျွန်တော် children ဆိုပြီးတော့တုံးခဲ့ပူတာရှိတယ်children ဆိုရင်သူကပါလဲဆိုတော့ parking ဆိုတဲ့အဓိပ္ပာယ်လေအခန်းပထမဆုံးတရက်မြောက်နေမှာပေါ့ဒီ children ဆိုတာက parking ဆိုတဲ့အဓိပ္ပာယ်ဆိုတော့ဒါလေးကဒီမှာဆိုလို့ရှိရင်သူက UP word ဆိုတဲ့ပုံစံသုံးတာလေရှေ့ကဒီနောက်က word လေးကြောင်းပြောချင်တာဗျဒီ word လေးကကျတော့သူကဘာတွေမှာသုံးလဲဆိုတော့စပိန်ရဲ့ bane တွေတို့ဆက်ဝိုင်းပုံစံရှိတဲ့အဝိုင်းပုံတံလေးတွေတို့သုံးတာမျိုးဒီမှာဆိုရင် UP word ဆိုတာက UP ဆိုတဲ့လက်ရဲ့ word ဆိုတဲ့အဝိုင်းလေးဆိုတဲ့အဓိပ္ပာယ်သုံးတော့တကြောင်လက်မှာဆွတ်လို့ရတဲ့အဝိုင်းလေးဆိုတော့လက်ဆွတ်ဖြစ်သွားတယ်အဲ့လိုမျိုးပဲသူ့ကိုနောက်တစ်မျိုးဘယ်လိုသုံးမျိုးရသေးလဲဆိုတော့ gorin ဆိုတဲ့ပုံစံမျိုးနဲ့သုံးလို့ရတယ် go ဆိုတာငါ rin ဆိုတာကအဝိုင်းဆိုတော့ gorin ဆိုတော့ဆက်ဝိုင်း၅ခုအဲ့ဒါကဘာလဲဆိုတော့ olympic ကိုပြောတာဗျ olympic မှာဆိုလို့ရှိရင်ကျွန်တော်တို့သိရလေအဝိုင်းလေး၅ခုဝိုင်းထားတာမျိုးအဲ့လိုမျိုး olympic ဆိုလို့ရှိရင်ကျွန်တော် olympic ခုတွေပါတယ်မခေါ်တော့ဘဲနဲ့ gorin လို့ခေါ်တာများတယ် okay အားလေးရမှတင်တယ်ဆိုတော့အဲ့ဒါလေးပြောဖို့ကြံခဲ့တယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်နောက်တစ်ခုဆက်သွားကြအောင်နော်ခုနကနေရာလေးပြန်သွားမယ်ဆိုရင် day qp ဗျ day qp ဆိုတာကပုံမှန်ပိတ်ရက်ဆိုတဲ့အဓိပ္ပာယ်ဒီခန်းကြီးလေးပါက day ဆိုတဲ့ပုံမှန်ဆိုတဲ့အဓိပ္ပာယ်ပါတယ်ဆိုတော့အဲ့ဒီအတွက်ကျွန်တော်တို့ကနောက်ကဒီအလဲကခန်းကြီးလေးကကြတော့ q ဆိုတဲ့အဓိပ္ပာယ် q ဆိုတာကဘယ်လာလဲရာစုမိရလာတာပေါ့ရာစုမှုအနားယူသည်ဆိုတဲ့ခန်းကြီးနောက်တစ်ခုကကြတော့ hit နေရက်ဆိုတော့တတ်မှတ်ထားတဲ့ပိတ်ရက် day qp ပုံမှန်ပိတ်ရက် okay နောက်တစ်ခုကြတော့ end day end day ဆိုတာကကြတော့တည်ငြိမ်သောဆိုတဲ့အဓိပ္ပာယ် end ကကြတော့ရာစု is ဆိုတဲ့ခန်းကြီးလေးလာတယ်သူ့ရဲ့အရှိရခန်းကြီးလေးကရာစု is ရှိမယ်သူ့ရဲ့ on ယောမီက and ဆိုတာရှိမယ်ဒီဟာလေးကကြတော့ day ဆိုတာပေါ့ and day ဆိုလို့ရှိရင်တည်ငြိမ်သော stability ဖြစ်တဲ့ stable ဖြစ်တဲ့ကိစ္စတွေပြောတာမျိုးเนาะရက်စစ်မီးအားငြိမ်နေမျိုးဆိုလို့ရှိရင်လည်း stable ဖြစ်တာမျိုးပေါ့အဲ့လိုမျိုးဆိုလဲ and day ကိုသုံးလို့ရတယ်နောက်တစ်ခုကျတော့ဒီခန်းကြီးလေးကိုကျွန်တော်တို့အရှိမသိခဲ့တယ်အဲ့ဒါလေးကဘာလဲဆိုတော့ကျွန်တော်တို့အနောက်ကခန်းကြီးစလုံးလေးကိုစန့်ချစ်ဘက်ဖြစ်အောင်လုပ်ပေးမှာOkay အဲ့ဒါဆိုတော့ anthay ဆိုရင်တည်ငြိမ်တော့ရှေ့ကနေ full လေးကပ်ပေးလိုက်တဲ့အတွက်စန့်ချစ်ဘက်သဘောဆောင်သွားတယ် full anthay မတည်ငြိမ်တော့ပေါ့ instability ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်သွားတာပေါ့အဲ့ဒါဆိုရင်ကျွန်တော်တို့ response လေးတွေကြည့်ကြည့်မယ်ဟုတ်ပြီ day လေးမှာဆုံးဖြတ်ခြင်းတည်မြဲမှုပုံသေးဆိုတဲ့အဓိပ္ပာယ်လေးရှိတယ်သူ့ကို full anthay ဒီနဲ့ဆိုရင်ဘယ်လို response လေးတွေသုံးလို့ရသေးလဲပေါ့ full anthay ဆိုလို့ရှိရင်ကြတော့ wakakuni no seiji jotai wa full anthay shitai masu
ဝါကခုနိကျွန်တော်တို့တိုင်းပြည်ငါတို့တိုင်းပြည်ဆိုတဲ့အဓိပ္ပာယ်ဝါတာရှိနောခုနိမဟုတ်တော့ဘဲနဲ့ဝါကခုတိဆိုပြီးတော့လည်းသုံးလို့ရတာပေါ့ဝါကခုနိတော့ဆဲကြီးကြော်တိုင်းဆဲကြီးကြော်တိုင်းဆိုတာကဆဲကြီးဆိုတာကကျွန်တော်နိုင်ငံရေးဗျနော်ဆဲကြီးဆိုတာကနိုင်ငံရေးကြော်တိုင်းဆိုတာကကျတော့ဒီမှာဘယ်လိုဘာသာပြန်လဲဆိုရင်အခြေအနေပေါ့ဆဲကြီးကြော်တိုင်းကျွန်တော်တို့နိုင်ငံရေးအခြေအနေက fluency ရှိတဲ့ image မတိမငြိမ်ဖြစ်နေပါတယ်ဟုတ်ပြီဆဲကြီးဆိုတာကနိုင်ငံရေး safe ဆိုရင်ရော safe ဆိုရင်ကျတော့အစိုးရဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်နော်အရှိရခန်းကြီးလေးကဒါဆိုရင် तू ကဒီနိုင်ငံရဲ့အစိုးရနဲ့ပတ်သက်တဲ့နော်နိုင်ငံရေးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေမှာတုံးတာပေါ့ဒီ say လေးရနော်ဒါဆိုရင် say ကြီးကနိုင်ငံရေး safe ကကျတော့အစိုးရထားပါဒါဆိုရင်နောက်တစ်ခုဆက်သွားကြတာပေါ့ဝါကခုနှစ်တော့ say ကြီးကြော်ထိုင်ဝါ frontage ရှိတဲ့ image ကျွန်တော်ရဲ့နိုင်ငံရေးအခြေအနေကမတည်မငြိမ်ဖြစ်နေပါတယ်နောက်တစ်ခု short day ဆိုတာကဒီအရှိရ short လေးကိုဆိုတော့ကျွန်တော်တို့တည်ထားပြီးပြီ short day ကကျတော့ short day ကကျတော့ကျွန်တော်တို့ဘယ်လိုဘာသာပြန်လဲဆိုရင်booking လောက်ထားတာမျိုးလေကြိုတင်ပြီးတော့စည်ရေးပေးထားရဆိုတဲ့အဓိပ္ပာယ်မျိုးဆိုတော့ရှိနိုင်နေ sometimes through your dates ရှိနိုင်နေဆိုတာကဒီရှိလေးကကျွန်တော်တို့ match ဆိုတဲ့မျိုးရဲ့ခန်းကြီးဒီနောက်ကတရားလေး9လေးကကျတော့ဥချိအတွင်းဘက်ဆိုတဲ့ခန်းကြီးနော်ဥချိဆိုတဲ့ခန်းကြီးရဲ့အရှိက match ဆိုတဲ့မျိုးလေးရဲ့ပေါင်းလိုက်တယ်ichi ပါ sorry ichi ပေါ့နော် ichi ဆိုတဲ့ဟာလေးရဲ့ကျွန်တော်တို့ဒီမှာ9 uchi ဆိုတဲ့တွင်းနဲ့စလုံးလေးရဲ့ပေါင်းလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ဘာဖြစ်သွားလဲဆိုရင်ရှိနိုင်မျိုးတွင်းဆိုတဲ့အဓိပ္ပာယ်ရှိနိုင်နေစွန်ဆိုင်ဆိုရတဲ့တဲ့ရှိနိုင်နေမျိုးတွင်းမှာပဲစွန်ဆိုင်ဆိုတာကတရှိရနေထိုင်တာမျိုးပေါ့ဆိုတော့ခဏတက်ခုလာမျိုးဆိုလဲစွန်ဆိုင်နဲ့သုံးလို့ရတယ်ဖြစ်တည်မှုတွေဘာတွေပြောချင်လဲဆိုရင်လဲစွန်ဆိုင်နဲ့သုံးလို့ရတယ်ဆိုတော့ရှိနိုင်နေစွန်ဆိုင်ဆိုရတဲ့တဲ့မျိုးတွင်းမှာပဲနေထိုင်ဖို့ရတဲ့တဲ့ဆုံးဖြတ်ထားပါတယ်စီစဉ်ထားပါတယ်ဆိုတဲ့အဓိပ္ပာယ်နောက်တစ်ခုကျတော့ရှိတဲ့စခိဒီရှေ့ရခန်းကြီးလေးရှိဆိုတဲ့ခန်းကြီးလေးကကျတော့ကျွန်တော်တို့ပမာသုံးလဲဆိုရင်ခုနက UP ဆိုတဲ့ခန်းကြီးလေးမှာသုံးခဲ့တယ်နော် UP ဒီ UP လေးရဲ့အဓိပ္ပာယ်ကျတော့သူပါရှိတယ်ဆိုတော့လက်ညှိုးရယ်ညွန်ပြသည်တိုင်းတာသည်ဆိုတဲ့အဓိပ္ပာယ်ရှိတယ်တိတ်မှာကျတော့ကျွန်တော်တို့ပါရှိတယ်ဆိုရင်ဆုံးဖြတ်တာတည်မြဲတာပုံသေးဆိုတာရှိတယ်ဆိုတော့ရှိသိဆိုရင်တော့ကျွန်တော်တို့အဓိပ္ပာယ်ကပါလဲဆိုရင်ကြိုတင်သတ်မှတ်ထားတယ်ဆိုတဲ့အဓိပ္ပာယ်ရှိသိစခိဆိုလို့ရှိရင်ကျတော့ကြိုတင်သတ်မှတ်ထားတဲ့ထိုင်ကုန် booking လုပ်ထားတဲ့ထိုင်ကုန်Okay ဟုတ်ပြီအဲ့လို booking လုပ်ထားတဲ့ထိုင်ကုန်တွေကိုတော့ရှစ်သိစက်ခိလို့ပြောတာဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ booking မလုပ်ထားတဲ့ free ဖြစ်နေတဲ့ထိုင်ကုန်တွေကိုဘယ်လိုပြောမလဲဆိုရင်ကျွန်တော်တို့ GU ဆိုတဲ့ခန်းကြီးလေးနဲ့တုံးတယ် GU စက်ခိ GU စက်ခိကကျတော့ GU ကကျတော့လွတ်လပ်တော့ free အခမဲ့ဆိုတဲ့အဓိပ္ပာယ်ကြီးတုံးလို့ရတယ်ဒီမှာကျတော့ GU စက်ခိလွတ်လပ်နေတဲ့ထိုင်ကုန်တွေဆိုတော့ booking မလုပ်ထားတဲ့ထိုင်ကုန်တွေပေါ့ဟုတ်ပြီနော်အဲ့သူအဲ့နှလုံးကကျတော့စန့်ကျင်ဘက်ပေါ့ရှစ်သိစက်ခိဆိုလို့ရှိရင်ကျတော့ booking လုပ်ထားတဲ့ထိုင်ကုန် GU စက်ခိကျတော့book မလုပ်ထားတဲ့ထိုင်ကုန်လွတ်လပ်နေတဲ့ထိုင်ကုန်တွေဆိုတော့ဒါလေးလည်းရှာမယ်လို့ထင်ပါတယ်နောက်တစ်ခုကကျတော့နောက်ခုကပြောဖို့ရှိတာကကျွန်တော်တို့ဒီခန်းကြီးလေးကဒီမှာကဆိုမတုမဲပုတ်ထဲမှာကစောက်ထဲမှာကကျွန်တော်တို့ခွင့်ရမိမပေးထားဘူးဒါပေမဲ့သူ့မှာကခွင့်ရမရှိတယ်အဲ့တော့ပါလဲဆိုတော့စာတာမဲရူလို့ခေါ်တယ်ဟုတ်ပြီစာတာမဲရူရဲ့အဓိပ္ပာယ်ကကျတော့ကျွန်တော်ဆုံးဖြတ်သည်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့သုံးလို့ရတယ်စာတာမဲရူဆိုရင်ဆုံးဖြတ်သည်နော်ဒါမှမဟုတ်ရင်ကျွန်တော်ပြစ်မှတ်ကိုချိန်ရွယ်သည်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးလို့ရတယ်အော်ရေးကြည့်မယ်ပေါ့နော်သူ့ရဲ့အဓိပ္ပာယ်ကဆုံးဖြတ်သည်ဆိုတဲ့အဓိပ္ပာယ်ရှိမယ်ချိန်ရွယ်သည်ဆိုတဲ့အဓိပ္ပာယ်ရှိမယ် Okay သူ့ရဲ့ rebel လေးအကြောင်းတော့ရေးကြည့်မယ်ဆိုရပါ horizo horizo ဆိုတာကကျွန်တော်တို့ပါလဲဆိုတော့ဥပဒေတရားဥပဒေကိုပြောတာဆိုရပါ horizo က satamete iruことですဒါဆိုရင်ဘာသာပြန်တဲ့ခါကျရင်ဘယ်လိုဘာသာပြန်မလဲပေါ့ဆိုရပါအဲ့ဒီအရာကတဲ့ horizo က satamete iruことですဥပဒေနဲ့ဆုံးဖြတ်ဥပဒေကပေါ့နော်တရားဥပဒေကဆုံးဖြတ်ပေးထားတဲ့အရာဖြစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဆိုတော့ဒါဆိုရင်ကျွန်တော်တို့ဒီဆိုမတုမဲစာအုပ်ထဲမှာခိုးရမိမပေးထားပေမဲ့အခုတစ်ခါလေးကြက်လိုက်တော့ပို့အဆင်ပြေတာပေါ့ဗျာနောက်အမှန်တကယ်တော့ဒီ SATA Meru ဆိုတာက N2 level ခန်းကြီးဖြစ်တဲ့အတွက်ကြောင့်သူကဒီထဲမှာထည့်ထားမပေးတာပေါ့ဆိုတော့ဒါပေမဲ့ကျွန်တော်တို့အခုတစ်ခါလေးကြိုးချက်ထားမယ် SATA Meru ရဲ့အဓိပ္ပာယ်ကဆုံးဖြတ်သည်ချိန်ရွယ်သည်ဆိုတဲ့အဓိပ္ပာယ်ဆိုတော့ horizo က satamete iru koto desu ဒီဟာကတရားဥပဒေကဆုံးဖြတ်ထားပေးတဲ့အရာဖြစ်ပါတယ်
ဟုတ်ပြီချိန်ရွယ်ဒီဆိုတဲ့အဓိပ္ပာယ်ကိုဘယ်လိုအနေနဲ့သုံးလဲပေါ့ဗျာဆိုတော့ခါနိုချောပါခါနိုချောကဟိုထဲတော့တက်ခိနီနေရာဦးအိုစာတာမဲရူဟုတ်နော်အဲ့ကြောင့် तू ကကျတော့ဒီမှာကျတော့ဘယ်လိုလဲဆိုရင်ခါနိုချောကကောင်မလေးကတဲ့ဒီဟာလေးကတက်ခိဆိုတဲ့အဓိပ္ပာယ်တက်ခိဆိုတဲ့အဓိပ္ပာယ်ကကျွန်တော်ပြစ်မှတ်ဆိုတဲ့အဓိပ္ပာယ်ဗျကောင်မလေးကတက်ခိနီနေရာဦးကိုစာတာမဲရူနေရာဦးစာနေရာကြီးပေါ့နော်နေရာကြီးကိုစာတာမဲရူဆိုတာကကျတော့အတွဲလိုက်ချိန်ရွယ်ဒီဆိုတဲ့အဓိပ္ပာယ်ဆိုတော့ခါနိုချောကတက်ခိနီစာတာမဲနေရာကြီးကိုစာတာမဲရူကောင်မလေးကပြစ်မှတ်ကိုချိန်ရွယ်ထားပါတယ်ချိန်ရွယ်နေပါတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်ဟုတ်ပြီဒါလေးကိုကျွန်တော်တို့ဒီခွန်လေးကိုမှတ်မယ်ဆိုရင်စာတာမဲရူလို့မှတ်မယ်အဓိပ္ပာယ်ကဆုံးဖြတ်သည်ချိန်ရွယ်သည်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးမယ်ရှာမယ်လို့ထင်ပါတယ်အဲ့ဒါဆိုရင်နောက်တစ်လုံးဆက်တော့ကြတော့ဗောနော်နောက်တစ်လုံးကစက္ခိရဲ့အဓိပ္ပာယ်ကထိုင်ကုန်ဆိုတဲ့အဓိပ္ပာယ်ရှိမယ်နေရာဆိုတဲ့အဓိပ္ပာယ်မျိုးရှိမယ်ပွဲတို့အခမ်းအနားတို့မှာလည်းကျွန်တော်တို့ကသုံးလို့ရတယ်ပြီးတော့သူ့ရဲ့ဆွဲချက်က10ချက်ရှိတယ်သူ့ရဲ့ခွန်ယောမီကစက္ခိဝန်ယောမီမရှိဘူးဟုတ်ပြီအဲ့ဆိုရင်ကြည့်မယ်ဆိုရင်စက္ခိဆိုတာကထိုင်ကုန်နောက်တစ်ခုကကျတော့ရှုစက္ခိရဲ့အဓိပ္ပာယ်ကကျတော့တက်ရောက်သည်ဆိုတဲ့အဓိပ္ပာယ်ပြောနော်တက်ရောက်သည်ဆိုတဲ့အဓိပ္ပာယ်မှာသူကပါရှေ့ရခန်းကြီးလေးကပါနဲ့သုံးထားလဲဆိုတော့ဒဲရုပေါ့နော်ဒဲရုဆိုတဲ့ပုံစံနဲ့သုံးထားတယ်ဒါမှမဟုတ်ဒါဆိုလို့လည်းပြောလို့ရမှာပေါ့ဟုတ်ပြီရှုစက္ခိဆိုရင်ကျွန်တော်တို့မှတ်မယ်ဆိုရင်တက်ရောက်သည်လို့မှတ်မယ်ခက်စက္ခိကတော့ကျွန်တော်တို့ဒီမှာဘယ်လိုမှတ်မလဲဆိုရင်ပြက်ကွက်သည်ဆိုတဲ့အဓိပ္ပာယ်နဲ့မှတ်မယ်ခက်စက္ခိကပြက်ကွက်တယ်ရှေ့ရခက်လေးရပေါ့နော်ဒီခက်လေးရဘယ်ရလာလဲဆိုတော့ခါခဲရူဆိုတဲ့ခန်းကြီးရလာတယ်ခါခဲရူဆိုတဲ့အဓိပ္ပာယ်ကျတော့ပြက်ကွက်သည်လက်လက်သည်ဆိုတဲ့အဓိပ္ပာယ်မျိုးနော် lack ပေါ့သူရဲ့အဓိပ္ပာယ်က LCK lack ဆိုတော့ဒီမှာပေါ့နော်ထိုင်ကုန်မှာမရှိဘူးထိုင်ကုန်ကလက်လက်နေရဆိုတော့ပြက်ကွက်တာမျိုးပေါ့အဲ့လိုလေးမှတ်ထားလိုက်ရမယ်ထင်ပါတယ်ခါခဲရူရဲ့အဓိပ္ပာယ်ကသူက lack လက်လက်တာပြက်ကွက်တာနောက်ကဒီခန်းကြီးလေးစက်ခိလေးရဲ့အဓိပ္ပာယ်ကျတော့ထိုင်ကုန်မှာလက်လက်နေတယ်ဆိုတော့ဘာဖြစ်လဲဆိုတော့ပြက်ကွက်တယ်ဆိုပြီးဖြစ်သွားတယ် right ရှာမယ်လို့ထင်ပါတယ်အဲ့တော့ကျွန်တော်နောက်တစ်ခုသူရဲ့ပတ်သက်တဲ့စက္ခိရဲ့အဓိပ္ပာယ်ကထိုင်ကုန်တွေနေရာတွေပွဲတွေခန်းနာတွေကိုပြောတာဖြစ်တယ်ဆိုတော့ဒီမှာကျွန်တော်တို့ဒီ entry level မှာတော့ထိုင်ကုန်ကိုစက္ခိလို့ပဲပြောပေမဲ့နောက်ပိုင်းပေါ့ဗျာ level မြင့်လာတဲ့ခါကျလို့ရှိရင်ဘယ်လိုဖြစ်လဲဆိုတော့ဇစက္ခိဆိုတဲ့ပုံစံလေးနဲ့တွဲပြီးသုံးလေးရှိတယ်ဇစက္ခိရဲ့အဓိပ္ပာယ်ကလည်းဘာပဲလဲဆိုတော့ထိုင်ကုန်ပဲဟုတ်ပြီဇကရောကျွန်တော်တို့ဘယ်ကနေသုံးထားတာလဲဇကကျတော့ကျွန်တော်ထိုင်တီဆိုတဲ့အဓိပ္ပာယ်ကနေလာတာဗျစူဝါရုဆိုတဲ့အဓိပ္ပာယ်လာတယ်စူဝါရုဆိုတဲ့ခန်းကြီးဒါလေးပေါ့နော်ဒါလေးကစူဝါရုရဲ့အဓိပ္ပာယ်ကထိုင်တီဆိုတဲ့အဓိပ္ပာယ်ဟုတ်ပြီနောက်ကခန်းကြီးလေးကစက္ခိထိုင်ကုန်မှာထိုင်နေအရာထိုင်ကုန်ပေါ့ဆိုတော့ဇစက္ခိဆိုပြီးတော့သုံးလေးရှိတယ်အဲ့ဒါလေးဒီထိုင်ရမယ်ဇစက္ခိရဲ့မိုတိုရောမိုတိုရီမတ်ပြန်တယ်မိုတိုရောပြန်လှည့်ကြရအောင်ပြန်ကြရအောင်ဇစက္ခိရဲ့မိုတိုရောထိုင်ကုန်ကိုပဲပြန်ကြရအောင်ဆိုပြီးပြန်ပြောရမျိုးပေါ့နောက်တစ်ခုခက်စက္ခိရဲ့ rebel ခက်စက္ခိရဲ့ရှေ့ရခန်းကြီးလေးခဲလေးကခခဲရူဆိုတဲ့ပြက်ကွက်တီလက်လက်တီဆိုတဲ့အဓိပ္ပာယ်နောက်ကခန်းကြီးကစက္ခိထိုင်ကုန်မှာလက်လက်နေတယ်ထိုင်ကုန်မှာပြက်ကွက်နေတယ်ဆိုတော့မရှိဘူးတက်ရောက်မှုမရှိဘူးပြက်ကွက်တယ်ဆိုတဲ့အဓိပ္ပာယ်ခါရဝခက်စက္ခိနောအီဝခဲရှိတာသူကတဲ့ခက်စက္ခိနောပြက်ကွက်ခြင်းအတွက်အီဝခဲရှိတာအီဝခဲဆိုတာကကျွန်တော်တို့စင်ကြီးစင်လက်တွေကိုပြောတာ excuse ပေါ့နော်သူကတဲ့ပြက်ကွက်ခြင်းအတွက်စင်ကြီးတွေကိုပေးခဲ့တယ်အီဝခဲရှိမှဆိုရင်စင်ကြီးပေးတယ်အီဝခဲရှိတာစင်ကြီးပေးခဲ့တယ်ပေါ့အဲ့လိုအဓိပ္ပာယ်ဖြစ်သွားမယ်ဒါလေးဆိုရင်ရှာမယ်လို့ထင်ပါတယ်နောက်တစ်ခုသူ့ကိုပြောစရာရှိတာကဒီခန်းကြီးလေးကိုမှတ်ရင်းနဲ့ကျွန်တော်နောက်တစ်ခုဘယ်လိုမှတ်လို့ရလဲဆိုတော့သူနဲ့ radical ဆင်နေတဲ့ခန်းကြီးလေးပေါ့ဒါလေးကစက္ခိရဲ့အဓိပ္ပာယ်ကထိုင်ကုန်ဟုတ်ပြီနောက်တစ်ခုဒိုဆိုတဲ့အဓိပ္ပာယ်ရှိတယ်ဗျဒိုဆိုတဲ့အဓိပ္ပာယ်ကကျွန်တော်တို့ point တွေလေเนาะ degree တွေ point တွေကိုပြောတဲ့အခါမှာဆိုလို့ရှိရင်ဒိုနဲ့သုံးလေးရှိတာပေါ့เนาะ each ဒိုဆိုရင်1 degree 2ဒိုဆိုရင်2 degree အဲ့လိုပုံစံမျိုးပေါ့เนาะအဲ့ဒါဆိုလို့ရှိရင် तू ကဘာလေးပဲကွာလဲဆိုတော့ဒီအောက်ကဒါလေးရဲ့ဒီရှေ့ကအောက်ကဒီနှစ်ခုပဲကွာတာပေါ့เนาะအပေါ်က radical လေးရတူတူပဲဆိုတော့အဲ့လိုဒီစက္ခိလေးကိုမှတ်ရင်းနဲ့ကျွန်တော်တို့ဒိုဆိုတဲ့ခန်းကြီးလေးကတခါလေးမှတ်မယ်ဆိုလို့ရှိရင် radical တူတာလေးနှစ်ခုမှတ်လိုက်တဲ့အတွက်ကြောင့်တခါလေးနှလုံးရသွားနိုင်တယ်ဗျာအဲ့တော့ဒါလေးပါဒီဒိုဆိုတဲ့ခန်းကြီးလေးပါတွဲမှတ်လိုက်ပေါ့ဆိုတော့ဒိုဆိုတဲ့ခန်းကြီးလေးကပါလဲဆိုတော့ degree ပေါ့နော် degree လို့မှတ်လိုက်ပေါ့အဲ့ဒါဆိုရင်နောက်တစ်ခုဆက်သွားကြတော့ပေါ့နောက်တစ်ခုကနံပါတ်
ဆွဲချက်ကသူ့မှာ you ဆိုပြီးဆွဲချက်က၅ချက်ရှိမယ်ခွန်ယုံမိရမရှိဘဲနဲ့သူ့မှာ on ယုံမိရ you ဆိုပြီးရှိမယ်သူ့ရဲ့အဓိပ္ပာယ်တွေကအကြောင်းအရင်းတို့အကြောင်းပြချက်တို့ရည်ရွယ်ချက်တို့ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးတာနော်သူ့ရဲ့အဓိပ္ပာယ်တွေကအကြောင်းအရင်းအကြောင်းပြချက်ရည်ရွယ်ချက်ဟုတ်ပြီအဲ့ဆိုဘယ်လိုသုံးထားလဲပေါ့ဂျီယူနာဆိုရင်လွတ်လပ်တော့ဂျီယူဆက်ခိဆိုရင်လွတ်လပ်နေတဲ့ထိုင်ကုန်โอเคဂျီယူနာမှာကျတော့အဓိပ္ပာယ်ကဘာရှိတယ်ဆိုတော့လွတ်လပ်တော့ဆိုတဲ့အဓိပ္ပာယ်ရှိတယ် free ဆိုတဲ့အဓိပ္ပာယ်ရှိတယ် free ဆိုအခမဲ့ပေါ့နော်အခမဲ့ဆိုတဲ့အဓိပ္ပာယ်မျိုးလည်းသုံးလို့ရတယ်ဟုတ်ပြီဒါဆိုလို့ရှိရင် GU ဆက်ခိခုနကကျွန်တော်ပေးခဲ့သလိုမျိုးပဲ GU ဆက်ခိဆိုလို့ရှိရင်ကျတော့ book မလုပ်ထားတော့ထိုင်ကုန်လို့တော့လွတ်လပ်နေတဲ့ထိုင်ကုန်ပေါ့ booking ကြိုမလုပ်ထားတဲ့ထိုင်ကုန်ပြန်ပြီးတော့စာလေးနည်းနည်းခုနကသင်ခဲ့ရတဲ့ဟာလေးကိုပြန်ကြည့်ရမယ်ဆိုရင် Shitai ဆက်ခိဆိုရင် booking လုပ်ထားတဲ့ထိုင်ကုန် GU ဆက်ခိPokémon မလောက်ထားတဲ့ထိုင်ကုန် Okay နောက်တစ်ခု review ဆိုတာကတော့အကြောင်းပြချက်ဆိုတဲ့အဓိပ္ပာယ်နော် review ဆိုတာကအကြောင်းပြချက်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဆိုတော့အဲ့ဆိုရင်သူနဲ့ပတ်သက်တဲ့ခန်းကြီးလေးကြည့်မယ် review ဆိုတာကအကြောင်းပြချက် reason သူ့ရဲ့အရှိကခန်းကြီးလေးရဲ့ဒီ read ဆိုတာလေးကကျတော့အဓိပ္ပာယ်က logic reason အမှန်တရားနော်အကြောင်းပြချက်တို့ logical တို့အမှန်တရားတို့ဆိုတဲ့အဓိပ္ပာယ်ရှိတဲ့အတွက်ကြောင့်ဒီခန်းကြီးနှစ်ခုပေါင်းလိုက်တော့ဒီမှာကအကြောင်းပြချက်ဆိုပြီးဖြစ်သွားတယ်どうしてあなたにお詫びする理由があるのですかどうしてဘာကြောင့်မလို့あなたにお詫びする理由မင်းကိုお詫びするတောင်းပန်သည်ဆိုတော့お詫びする理由ဆိုတဲ့အကြောင်းပြချက်ဒီ phrase တစ်ခုနဲ့ဒီ noun နဲ့တွဲထားတဲ့အတွက်ကြောင့်ဒီအရှိကお詫びするကိုတောင်းပန်ဖို့တောင်းပန်ရမယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ဘာသာပြန်မှာပေါ့ဘာကြောင့်မင်းစီကိုတောင်းပန်ဖို့အကြောင်းပြချက်ကあるのですかရှိနေရမှာလဲရှိရမှာလဲအဲ့လိုပုံစံမျိုးနဲ့သုံးလို့ရတယ်နောက်တစ်ခု you right ဆိုတဲ့ခန်းကြီးလေးကိုကြည့်မယ်ဆိုရင်အရှိက you လေးရဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့အကြောင်းရင်းအကြောင်းပြချက်ရည်ရွယ်ချက်ဆိုတဲ့အဓိပ္ပာယ်အနောက်က right လေးကဘယ်ကလာလဲဆိုတော့ keyword ဆိုတဲ့ခန်းကြီးကလာတယ် keyword ရဲ့ခန်းကြီးကကျွန်တော်တို့သိပါတယ် keyword ပေါ့ဗျာ blade form နဲ့ပဲရေးမယ်ဆိုရင်keymess ပေါ့နော် keymess ကလာသည်ဆိုတဲ့အဓိပ္ပာယ်ဆိုတော့အကြောင်းပြချက်ဒီ uses နဲ့ဒီ keymess လေးနဲ့တွဲလိုက်မယ်ဆိုရင်သူ့ကို you right လို့ခေါ်တယ်ဒီခန်းကြီးလေးကနောက်ပိုင်းမှာသုံးတာအရင်များတယ်ကျွန်တော်တို့စောင်းပါတွေဖတ်တဲ့ခါကျရင်အရင်တွေ့ရမယ်စကားလုံးပဲ you right ဆိုတော့သူ့ရဲ့အဓိပ္ပာယ်တွေကစင်းသက်တယ်မူလအခြေခံစင်းမြစ်ဆိုတဲ့အဓိပ္ပာယ်ဘယ်လိုမျိုးလဲပေါ့ဘယ်လိုမျိုးလဲဆိုတော့အင်္ဂုနောအိုခုဝ ratten goni you right ဆိုတော့အင်္ဂုနောအိုခုဆိုတာကအမြောက်အများတော်တော်များများပေါ့နော်အင်္ဂုနောအိုခု English ဘာသာစကားစလုံးတွေတော်တော်များများကတဲ့ ratten ပေါ့ ratten ဆိုတာကသူက Latin ပြောတာ Latin ဘာသာစကားပေါ့ ratten goni you right ဆိုလို့အင်္ဂလိပ်စာတော်တော်များများက Latin ဘာသာစကားကနေဆင်းသက်လာတာဖြစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ် you right နော် you right နီး you right ဆိုလို့ဆိုရင်ဆင်းသက်လာသည်ဆိုပြီးတော့ဘာသာပြန်လို့ရတယ်အဲ့ဆိုဒါလေးရမယ်ထင်တယ်နောက်တစ်ခုကျတော့ ku ပြ ku ဆိုတာကမှတ်တစ်စစ်ပြီးတော့ဖြတ်၍ဆိုတဲ့အဓိပ္ပာယ်ရှိတယ်သူ့ကိုလည်းအသုံးများတဲ့အတွက်ကျွန်တော်ထည့်ပေးထားတာဖြစ်ပါတယ်ဆိုတော့ခါရဝပါရီ ku တဲ့လွန်တွန်အီတာခါရဝသူကပါရီဆိုတာကပါရီပေါ့ပါရီမြို့ပါရီကို ku တဲ့ပါရီမှတစ်ဆင့်ဖြတ်၍လွန်တွန်အီတာလန်ဒန်ကိုသွားခဲ့ပါတယ်အဲ့ဒီလိုမျိုးတစ်ဆင့်ခံပြီးပေါ့ဗျာတစ်ဆင့်ဖြတ်ပြီးတော့သွားတာမျိုးတစ်ဆင့်ခံပြီးသွားတာမျိုးဆိုရင် ku နဲ့သုံးလို့ရတယ်โอเคရမယ်ထင်ပါတယ်ပြီးတော့ကျွန်တော်ခုနကစက်ခီလေးကိုတွဲမှတ်ခဲ့တယ်လို့ပဲကျွန်တော်တို့ဒီခန်းကြီးလေးမှာလည်း radical 2နေရာလေးရှိတယ်အဲ့လေးကိုကြည့်ပဲဒါဆိုရင် you right ပါ you ပေါ့နော်ဒါလေးက you ဟုတ်ပြီသူနဲ့ radical 2နေရာလေးကသူ့ရှေ့မှာမီစုခန်းကြီးလေးမီစုရဲ့ radical လေးပေါ့ဗျာရေရဲ့ radical လေးပါသွားလို့ねသူကဘာဖြစ်သွားလဲဆိုတော့ apura ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ် apura ရဲ့အဓိပ္ပာယ်က c ဆိုတဲ့အဓိပ္ပာယ်နော် apura အဓိပ္ပာယ်က c သူ့ရှေ့မှာဒီ u လေးနဲ့နောက်က radical လေးတူပဲသူ့ရဲ့ရှေ့မှာပို့သွားတဲ့ radical တစ်ခုကဒီမှာရှေဆိုတဲ့ခန်းကြီးရဲ့ radical လေးပဲဖြစ်တယ်နော်အဲဆိုရင်ရမယ်တင်တယ်ဒါလေးပဲတွဲမှတ်လိုက်တာပေါ့နောက်တစ်ခုနံပါတ်5ကိုကြည့်ရအောင်နံပါတ်5ကတော့ ban ပေါ့ဗျာ ban မှာဆွဲချက်က12ချက်ရှိတယ်ပြီးရင်သူ့ရဲ့အဓိပ္ပာယ်တွေကနံပါတ်တွေနံပါတ်စဉ်အလှည့်ကျယာရုအဆင့်အတန်းစရှိဖြစ်သုံးလို့ရတယ်ကျွန်တော်တို့ ban ဆိုတာလေးခဏမြင်ရပါတယ် ichi ban တို့ bangor တို့ bansan တို့အစရှိဖြစ်မြင်တွေ့ရတဲ့စကားလုံးပေါ့နော်ဆိုတော့သူ့ရဲ့ဆွဲချက်က12ချက်ရှိတယ်ပထမဆုံးသူပေးထားတာက bangor ဆိုတာကနံပါတ်နော် bangor ကနံပါတ်ပြီးတော့ ban ဆိုတာကလည်းနံပါတ်ပဲပေါ့
ဆိုတော့ဒီမှာက Bangkok နဲ့ Ban နဲ့ပါကွာလဲဆိုရင် Bangkok ကျတော့ကျွန်တော်တို့ဘာသာအတိအကျပြောရမယ်ဆိုလို့ရှိရင်သူကယထာတွဲနံပါတ်တွေကိုပြောတာမျိုးယထာတွဲနံပါတ်တွေ Bangkok နော်နောက်တစ်ခုဒီ Ban ကျတော့နံပါတ်ပေါ့နံပါတ်10နဲ့သုံးတာမျိုးလဲသုံးလို့ရတယ် Ichiban ဆိုရင်တော့သူကအကောင်းဆုံးဆိုပြီးဖြစ်သွားတာပေါ့ဒါပေမဲ့ Niban ဆိုရင်တော့နှစ်ကြိမ်နှစ်ခုဆိုရင်မဆန်း Niban ဆိုလို့ရှိရင်တော့နံပါတ်2ပေါ့ဥပမာပြအတွဲလိုက်ရှိတဲ့နံပါတ်တွေကဥပမာ1ကနေ100အထိတစ်ကတ်တွေရှိတယ်အဲ့ထဲကမှ9ခုမြောက်တစ်ကတ်ဆိုရင် Government not ချစ်ကတ်တို့လို့သုံးလို့ရတယ်အဲ့လိုမျိုးပေါ့နောက်ခုကျတော့ Benson ကတော့ခုနကအရှိမလဲကျွန်တော်တင်ခဲ့ရတယ် Benson ဆိုတာက platform number ဆိုတဲ့အဓိပ္ပာယ်ဟိုအရှိအခန်းမှာတင်ခဲ့ရတယ်ပေါ့နော်ဆိုတော့အဲ့တော့ရမယ်ထင်တယ်ဆိုတော့ကျွန်တော်ကြည့်အောင်ဟုတ်ပြီဒီခန်းကြီးလေးက ban ဖြစ်တယ် ban ဖြစ်ပြီးတော့သူ့ရဲ့အဓိပ္ပာယ်တွေကနံပါတ်စဉ်အလှည့်ကျရှာလို့အဆင့်အတန်းဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့သုံးလို့ရတယ်နောက်တစ်ခုအသုံးများတာက Bangumi နဲ့သုံးလို့ရတယ် Bangumi ရဲ့အဓိပ္ပာယ်ကအစီအစဉ်ဆိုတဲ့အဓိပ္ပာယ်ဘလို့အစီအစဉ်လဲဆိုတော့ radio မှာလွှင့်တဲ့ program အစီအစဉ်တွေကိုပြောတာ radio ဒါမှမဟုတ် TV program အစီအစဉ်တွေပေါ့အဲ့လိုမျိုးအစီအစဉ်တွေကိုကျွန်တော်တို့က Bangumi လို့ခေါ်တယ်အရှိက ban နောက်ကဒီ Kumi လို့လည်းကျွန်တော်တို့တွဲမိလိမ့်မယ် Kumi ဆိုတာကကြတော့အစုံဆိုတဲ့အဓိပ္ပာယ်ရတယ်ဗျအစုံမှာခြေအိတ်တစ်စုံနှစ်စုံအဲ့လိုမျိုး Kumi နဲ့သုံးလို့ရတယ်ပြီးတော့နောက်တစ်မျိုးတွေ့နိုင်သေးတာက Kumitateru ဆိုရင်တက်ဆင်တီဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်အဲ့ဒီခန်းကြီးမှာလည်းကျွန်တော်တို့ဒီ Kumitateru ဆိုတာလေးကိုသုံးလို့ရတယ်ပေါ့ဟုတ်ပါပြီထားပါတော့ဒါကတော့ Bangumi နဲ့ပြောနေရဖြစ်တော့ကြောင့် Bangumi နဲ့ပတ်သက်တဲ့ rebel လေးဆက်ဖတ်ကြည့်မယ်その番組は昨日ラジオで放送されたဒီအဲ့ဒီပေါ့နော်အဲ့ဒီ Bangumi အဲ့ဒီအစီအစဉ်ကိုတဲ့昨日မနေ့က radio တဲ့ radio ကနေ放送されたထုတ်လွှင့်ခဲ့ပါတယ်တဲ့放送されたလို့ဘာကြောင့်သုံးထားလဲဆိုတော့ဒီ TV အစီအစဉ်ကသူကိုယ်တိုင်ထုတ်လွှင့်တာမျိုးမဟုတ်ဘဲနဲ့ထုတ်လွှင့်ခြင်းခံရမှာပြီးတော့ object ကိုရှေ့တင်ပြီးရေးထားတယ်နော်ပြုလုပ်ခြင်းခံရမယ် object ကိုရှေ့တင်ပြီးရေးထားပြီးတော့ subject ကထုတ်လို့မဲ့သူတွေမပါတဲ့ subject ကိုဖျောက်ပြီးပြောထားတဲ့အတွက်ကြောင့်နောက်က verb ကိုကျွန်တော်တို့သတိထားရတယ်ဟိုးဆိုးရှိမှဆိုရင်မှားသွားမယ်ဟိုးဆိုးစာရတာထုတ်လွှင့်ခြင်းခံခဲ့ရပါတယ်ဆိုတဲ့အဓိပ္ပာယ်ဒါပေမဲ့မြန်မာလိုဘာသာပြန်ရင်တော့ကျွန်တော်တို့က radio မှာထုတ်လွှင့်ခဲ့ပါတယ်ပေါ့အဲ့လိုအဓိပ္ပာယ်မျိုးဖြစ်မှာပေါ့နော်အကယ်၍ဒါရှေ့ကနေပြီးတော့ဗျာကျွန်တော်ဒီမှာကျွန်တော်ယာမာတာပေါ့ယာမာတာဆန်ကその番組を昨日ラジオで放送しましたလို့ပြောရမှန်းတယ်ဘာကြောင့်လဲဆိုတော့ထုတ်လွှင့်တဲ့သူဖြစ်တဲ့ subject ပြုလုပ်မဲ့သူဖြစ်တဲ့ယာမာတာဆန်ဆိုတဲ့ subject ပါနေတဲ့အတွက်ကြောင့်နောက်ကဒီ verb က hoso shimash နဲ့သုံးလို့ရတယ်ဒါပေမဲ့ဒီမှာဒီ sentence ကိုကြည့်မယ်ဆိုရင်ကျတော့ဒီမှာပြုလုပ်မဲ့သူကမပါဘူးပြုလုပ်မဲ့သူမပါပဲပြုလုပ်မဲ့သူကိုခြံလှက်ပြီးတော့သုံးထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ကနောက်က verb ကို passive voice ပုံစံနဲ့ရေးထားတာဖြစ်တယ် right ရမယ်ထင်ပါတယ်နောက်ခုတော့ ichiban ပေါ့ ichiban ကတော့ဆုံးပေါ့ဗျာနော် ichiban uwe ဆိုရင်တော့အပေါ်ဆုံး ichiban shita ဆိုရင်အောက်ဆုံးအဲ့လိုမျိုးအဓိပ္ပာယ်မျိုးတွေ私の一番上の兄は独身ですဒီမှာကျတော့ ichiban uwe ကိုကျတော့ဘယ်လိုသုံးထားလဲဆိုတော့အကြီးဆုံးဆိုတဲ့ပုံစံမျိုးနဲ့သုံးထားတာပေါ့ဆိုတော့ဗျာအထက်ဆုံးကအောက်ဆုံးကအထက်ဆုံးကတာပေါ့နော်အထက်ဆုံးကအကိုဆိုတော့အကိုအကြီးဆုံးပေါ့私の一番の兄は独身ですကျွန်တော်ရဲ့အကိုအကြီးဆုံးကတော့独身 single ဖြစ်ပါတယ်လို့ဖြစ်ပါတယ်ပေါ့ right okay ဒါလေးရမယ်ထင်ပါတယ်နောက်တစ်ခုဆက်သွားကြတော့ပေါ့နောက်တစ်ခုကကျွန်တော်တို့ခန်းကြီးက17ချက်ရှိတယ်သူ့ရဲ့ခွန်ယောမီကမာတိုသူ့ရဲ့ပိုင်ဆိုင်တဲ့အတိတ်ပဲကပတင်းပေါက်သူ့မှာအွန်ယောမီမရှိဘူးဟုတ်ပြီမာတိုလေးကပတင်းပေါက်လို့ပြောတယ်နောက်တစ်ခုမာတိုကူချီဆိုတဲ့ခန်းကြီးလေးနဲ့တွဲသုံးလိုက်တယ်မာတိုကူချီဆိုရင်စကားပြောပေါက်ကောင်းတာတဲ့စကားပြောပေါက်ကောင်းတာဆိုတာက Taylor Windows ပေါ့ဗျာဘယ်လိုလဲဆိုရင်ဟိုမှာကျွန်တော်ရုပ်ရှင်ရုံတွေမှာယထာလက်မှတ်ဖြတ်တဲ့နေရာတို့မှာဆိုလို့ရှိရင်အလဲကနေဝယ်မဲ့သူနဲ့ဒီ reception မှာထိုင်နေတဲ့သူရဲ့ကြားမှာအလဲကနေမှန်လေးခံလာတယ်အဲ့မှန်လေးရဲ့ကြားထဲကနေပြီးတော့ပဲကျွန်တော်တို့စကားပြောကြတာမျိုးတွေဒီလက်မှတ်တွေပတ်စံတွေပေးကြတာမျိုးတွေလုပ်တာမျိုးပေါ့အဲ့လိုမျိုးအပေါက်ကိုကျွန်တော်တို့မာတိုကိုချီလို့ခေါ်တာဗျနော်အဲ့ဒါဆိုရင်နှလုံးထဲပြည့်မြင်မယ်လို့ထင်ပါတယ်ဒါဆိုရင်သူနဲ့ပတ်သက်တဲ့ rebon ကကြတော့တိတ်မရှိဘူးမာတိုကိုချီတွေပေးထားတယ်မာတိုကိုချီကကြတော့ဘယ်လိုလဲဆိုရင်予約はどの窓口でできますか予約はဒီကြိုတင်စရေးပေးဖို့ပေါ့ဗျာ order တင်ဖို့ဒီ block လုပ်ဖို့အတွက်ကိုတဲ့すみませんどの窓口でできますかどの窓口でできますかできますか予約は僕の方がどの窓口ဘယ်ကောင်တာမှာပေါ့နော်ဘယ်ကောင်တာမှာလောက်ဆောင်နိုင်ပါတယ်လဲဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားမှာဒီမှာလဲကောင်တာဒါကျန်ခဲ့すみません okay ဆိုတော့ရှာမယ်လို့ထင်ပါတယ်နောက်တစ်ခုကကာ
Kawa ပေါ့ဗျာနော်သူ့ရဲ့ခွန်ရောမီလေးက Kawa ဆွဲချက်က17ချက်ရှိတယ် E ဆိုတဲ့ radical လေးရဲ့လဲကနေ Kai ဆိုတဲ့ခရုဆိုတဲ့ခန်းကြီးလေးဒီခန်းကြီးလေးပေါ့ Okay ဒီ Kai ဆိုတဲ့ခန်းကြီးလေးရဲ့အနောက်က Re ဆိုတဲ့ radical လေးရဲ့နဲ့တွဲသုံးလာတာပေါ့နော်အဲ့လိုဆိုရင်သူကဘာဖြစ်သွားလဲဆိုရင် Kawa ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်သူရဲ့အဓိပ္ပာယ်က back chan back side ဆိုတဲ့အဓိပ္ပာယ်ပေါ့ဥပမာခုနက Mato ဆိုတာကပတင်းပေါက် Mato Kawa ဆိုလို့ရှိရင်ပတင်းပေါက် back chan ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်နောက်တစ်ခု Leo Kawa Leo ဆိုတာကိုကျွန်တော်ရှေ့မှာသင်ခဲ့ရပူတယ် Leo ရဲ့အဓိပ္ပာယ်ကနှစ်ခုစလုံးနှစ်ဖက်စလုံးဆိုတဲ့အဓိပ္ပာယ်ဆိုတော့ဒီနှစ်ခုစလုံးရဲ့ဒီ back chan ရဲ့ဆိုတဲ့အဓိပ္ပာယ်နဲ့ပေါင်းလိုက်တော့ Leo Kawa နှစ်ဖက်စလုံးဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ် both side ပေါ့ဟုတ်ပြီနောက်တစ်ခုကျတော့အဲ့ Leo Shin နဲ့လည်းသုံးလို့ရှိရလေဒါ Leo Shin ဆိုရင်ကျွန်တော်မိဘနှစ်ပါမလားတော့ဒီမှာနှစ်ခုလုံးရှိတယ်အရှိက Leo လေးကနှစ်ခုလုံးဆိုတဲ့အဓိပ္ပာယ်နှစ်ခုလုံးနှစ်ယောက်လုံးနှစ်စုံလုံးအဲ့လိုမျိုးနှစ်ခုရှိတဲ့အရာမျိုးနောက်ကခန်းကြီးကကျတော့ Oya ဆိုတဲ့ခန်းကြီးမိဘဆိုတဲ့အဓိပ္ပာယ် Leo နှစ်ခုပေါင်းလိုက်တော့ Leo Shin ဆိုပြီးဖြစ်သွားတယ်အဓိပ္ပာယ်ကတော့မိဘနှစ်ပါပေါ့နော်နောက်တစ်ခုကျတော့ Mingi Gawa ဒီရှေ့ကခန်းကြီးလေးက Mingi နောက်ကခန်းကြီးလေးက Gawa Mingi Gawa ဆိုရင်ညာဘက်ချမ်းဘဲဘက်ချမ်းဆိုရင် Hitari Gawa အဲ့လိုမျိုးသုံးတာပေါ့နှစ်ဖက်စလုံးဆိုလို့ရှိရင် Leo Gawa ပဲအဲ့ဆိုရင်ကျွန်တော်တို့ဥပမာလေးဖတ်ကြည့်ကြမယ်ဆိုတော့ Mato Gawa Mato Gawa ဆိုတဲ့အဓိပ္ပာယ်ကကျတော့ပရင်းပေါက်ဘက်ချမ်းပေါ့နော် Mato Gawa の席をお願いします Mato Gawa ပရင်းပေါက်ဘက်ချမ်းနော်ပရင်းပေါက်ဘက်ချမ်းထိုင်ကုန်ကိုお願いしますရွှေ့ပေးပါလုပ်ပေးပါပရင်းပေါက်ဘက်ချမ်းမှာရှိမဲ့ထိုင်ကုန်လေးကိုပဲကျွန်တော်ပေးပါပေါ့ဗျာအဲ့လိုမျိုးပြောတာမျိုးပေါ့ Okay နောက်တစ်ခုကြည့်အောင် Okay နောက်တစ်ခုကကျတော့သူ့ရဲ့ဝန်းရောမီက rock ခွန်းရောမီမရှိဘူးသူ့မှာက rock ဆိုတဲ့အဓိပ္ပာယ်ဆွဲချက်က73ချက်ရှိမယ်အဓိပ္ပာယ်ကလမ်းမတို့လမ်းကြောင်းတို့ခရီးတို့ဆိုတဲ့အဓိပ္ပာယ်နဲ့တွဲသုံးတယ်ဟုတ်ပြီဒီအရှိကဒီ radical လေးကကျတော့သူကပါလဲဆိုတော့အရှိဆိုတဲ့ radical လေးခြေထောက်ဆိုတဲ့ radical လေးပေါ့ဗျာနောက်ကဟာလေးကကျတော့ခခုအရှိမှာကျွန်တော်တို့သင်ခဲ့ရတဲ့အရှိရခန်းမှာခခုဆိုတဲ့အလေးနဲ့တွဲလိုက်တာခခုဆိုတာကကျတော့ပါလဲဆိုရင်တစ်ခုချင်းဥပမာခခုခုဆိုရင်နိုင်ငံတစ်ခုချင်းခခုကြည့်ဆိုရင်တဦးတစ်ယောက်ချင်းဆိုတဲ့အဓိပ္ပာယ်အဲ့ဒီခခုလေးရဲ့အရှိကဒီအရှိပေါ့ဗျာဒီအရှိဆိုတဲ့ဒါလေးကတော့ခန်းကြီးပေါ့ဒါပေမဲ့ဒီကောင်ကခန်းကြီးမဟုတ်ဘူး radical ဒီခြေထောက်ဆိုတဲ့ခန်းကြီးလေးရဲ့ radical အဲ့ဒီ radical လေးရဲ့ဒီခခုတစ်ခုချင်းဆိုတဲ့အဓိပ္ပာယ်လေးအတွက်သုံးထားတယ်နော်အဲ့ဆိုရင်သူအရှိဆိုတဲ့အဓိပ္ပာယ်ပါတယ်ခြေထောက်ပါတယ်ဗျာခြေထောက်ပါပြီဆိုရင်သူကဘာဖြစ်တော်လဲဆိုတော့ဒီမှာလမ်းကြောင်းတို့လမ်းမတို့ဒီခရီးတို့ဆိုတဲ့အဓိပ္ပာယ်မျိုးတွေဖြစ်သွားတယ်နော်ဥပမာလမ်းကြောင်းဆိုတာမျိုးကတော့ကျွန်တော်တို့ဒီ bus car ထွက်မဲ့လမ်းကြောင်း bus car ကဘယ်ကနေဘယ်ကိုသွားမယ်ပမာရက်မယ်ပြီးတော့ဘယ်မှာဂိတ်ဆုံးပြီးတော့ပမာဂိတ်ဆမယ်ဆိုတဲ့အဲ့လို bus လမ်းကြောင်းလေးကိုပြောတာမျိုးနော်ပြီးတော့ land ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးလို့ရပါတယ်ဟုတ်ပြီအဲ့လိုဆက်သွားကြည့်အောင်နံပါတ်1က Suro ဗျ Suro ဆိုတာကဒီမှာလူသွားလမ်းဆိုတဲ့အဓိပ္ပာယ်ဥပမာယထာပေါ်မှာဆိုလို့ရှိရင် Suro ဒီ Suro ဆိုတာကဒီယထာထိုင်ကုန်နှစ်ခုရဲ့ကြားထဲမှာလူသွားဖို့အတွက်လမ်းလျှောက်ဖို့အတွက်ပေးထားတဲ့လမ်းကြားလေးကိုကျွန်တော်က Suro လို့ခေါ်တာမျိုးလူသွားလမ်း Suro အရှိက Suli ကဘယ်ကလာလဲပေါ့ To Orimas ရဲ့အဓိပ္ပာယ်ကဖြတ်တန်းသွားသည်ဆိုတဲ့အဓိပ္ပာယ်နော်ဖြတ်တန်းသွားသည်ဒီနောက်က raw လေးကလမ်းဖြတ်တန်းသွားလို့ရတဲ့လမ်းလူသွားလမ်းဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်နောက်တစ်ခု Doro ကကြတော့လမ်းမအမြန်လမ်းဆိုတဲ့အဓိပ္ပာယ်မှာသုံးလို့ရတယ်ဥပမာရှေ့ကခန်းကြီးလေးကမီချီကလမ်းနောက်ကလည်း raw လေးကလည်းသူ့အဓိပ္ပာယ်ရှိတာကသူ့မှာလမ်းမတို့လမ်းကြောင်းတို့ရှိတဲ့အတွက်ကြောင့်နှစ်ခုလုံးကလမ်းဖြစ်တဲ့အတွက်ကြောင့် Doro လူသွားလမ်းမဆို road တို့ highway လမ်းမတို့အဲ့လိုအဓိပ္ပာယ်ဖြစ်သွားတာပေါ့နော်ဒါလေးကပါလဲဆိုတော့မီချီနောက်တစ်ခုဆန်းအရှိခန်းမှာကျွန်တော်ဆန်းဆိုတာသင်ခဲ့ရတယ်ဆန်းရဲ့အဓိပ္ပာယ်ကကျွန်တော်ပါလဲဆိုတော့လမ်းကြောင်းမြင်းကြောင်းတို့ယထာလမ်းတို့ဟုတ်လားအဲ့လိုမျိုး line တွေတို့ x-ray line x-ray နော် x-ray လိုမျိုးရောင်စိန်တန်းတွေတို့အဲ့လိုမျိုးသုံးတာမျိုးပေါ့ဒီမှာကျတော့ sun rod ဆိုတော့ကျွန်တော်တို့ကဘာဖြစ်သွားလဲဆိုတော့မြေထားတန်လန်းဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်ဆိုတော့ကျွန်တော်ဥပမာလေးနဲ့ခွဲခြားပြီးကြည့်မယ်Doro ဆိုတော့ကလမ်းမDoro では遊んではいけませんDoroでは遊んではいけませんဆိုတာကလမ်းမကြီးပေါ်မှာ遊んではいけませんမကစားရပါဘူးလို့ပြောတာပေါ့နောက်တစ်ခုကကျတော့ rojo ဒီအရှိရခန်းကြီးလေးက rock jaw ဆိုတာကကျတော့ဘယ်ရလာလဲဆိုတော့ OS ဆိုတဲ့ခန်းကြီးရလာတယ်ဆိုတော့ rojo ဆိုရင်ကျတော့ဘာဖြစ်သွားလဲဆိုတော့လမ်းမပေါ်ပေါ့ OS ကအပေါ်ဆိုတဲ့အဓိပ္ပာယ်ရှိတာ哦နော် OS ကအပေါ်ဆိုတဲ့အဓိပ္ပာယ်ရှိတယ်အရှိက rock ကြတော့လမ်းမဆိုတဲ့အဓိပ္ပာယ်ရှိတယ် rojo
အဲ့တော့အဓိပ္ပာယ်ဘာဖြစ်သွားလဲဆိုတော့လမ်းမပေါ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတာပေါ့လမ်းမပေါ်မှာလမ်းမှာအဲ့ဒီအဓိပ္ပာယ်ဟုတ်ပြီခုနက sun rock ဆိုတာကခုနကကျွန်တော်ချက်ခဲ့တဲ့အရာဒါပါလဲဆိုရင်မိထားတန်တယ်လို့ချက်ခဲ့တယ်ဟုတ်ပြီသူ့ကိုပြောင်းပြန်လှန်လိုက်မယ်သူ့ကိုပြောင်းပြန်လှန်လိုက်တဲ့ခါကျတော့အဓိပ္ပာယ်ကပြောင်းသွားတယ် rock sun ဆိုတာကလမ်းကြောင်းပဲလမ်းကြောင်းဆိုတာကဥပမာဘတ်စကားယထာတို့ရဲ့စသည်တို့ရဲ့တွားရလမ်းပေါ့ဥပမာပမောက်ဂိတ်စပြီးတော့ပေပူရာမှာရက်မယ်ပြီးရင်ပမာဂိတ်ဆုံးမယ်ဆိုတဲ့လမ်းကြောင်းနောက်တစ်ခုကျတော့အဓိပ္ပာယ်2မျိုးရှိတာပေါ့ဗျာသူမှာ rock sun မှာကျတော့လမ်းကြောင်းဆိုတဲ့အဓိပ္ပာယ်ပြီးတော့လမ်းစဉ်သဘောထားရက်တီချက်ဆိုတဲ့အဓိပ္ပာယ်မျိုးဥပမာအဖွဲ့အစည်းတစ်ခုရဲ့လမ်းစဉ်အဖွဲ့အစည်းတစ်ခုကကုမ္ပဏီတစ်ခုရဲ့သဘောထားကုမ္ပဏီတစ်ခုရဲ့ရက်တီချက်သူတို့တွားမယ်လမ်းကြောင်းလို့ပြောတဲ့အခါမှာလဲ rock sun ကိုသုံးလို့ရတယ်ဟုတ်ပြီနော်ဒီခန်းကြီးလေးကအရှိအနောက်ကွဲလွဲသွားတာနဲ့အဓိပ္ပာယ်ပါလုံးဝဆန့်ကျင်ဘက်အဓိပ္ပာယ်ပါလုံးလုံးလန်းလန်းပြောင်းလဲသွားတာမျိုးပေါ့ဗျာနော်အဲ့လိုမျိုးဆိုရင်ဆိုတော့သူ့ရဲ့ဥပမာလေးကြည့်မယ်ဆိုရင်ရှီနိုဘတ်ဆိုရောဆန်အိုအိုရှီယက်တဲ့အတတခဲမဆန်ကရှီဆိုတာကဒီမှာမျိုးပေါ့ဗျာနော်ရှီနိုဘတ်ဆိုဆိုတာကဘတ်စကာရောဆန်ဘတ်စကာတော့ရလမ်းကြောင်းဘတ်စကာလမ်းပေါ့နော်ဘတ်စကာလမ်းကြောင်းကိုတဲ့အိုရှီယက်တဲ့အတတခဲမဆန်ကပြောပြပေးလို့ရမလားဟုတ်ပြီနောက်တစ်ခုကဒါရောအပေါ်ကဒီလမ်းကြောင်းဆိုတဲ့အဓိပ္ပာယ်နဲ့သုံးထားတာနောက်တစ်ခုလမ်းစဉ်သဘောထားရက်တီချက်ဆိုတဲ့ပုံစံနဲ့ဘယ်လိုသုံးမလဲပေါ့大統領は強行路線を取った。大統領ဆိုတာကသမ္မတပေါ့နော်သမ္မတဒီ president ဆိုတဲ့အဓိပ္ပာယ် president ကတဲ့強行路線強行ဆိုတာကခက်ခဲတာခက်ခဲတဲ့ 路線ဆိုတာကလမ်းစဉ်ခက်ခဲတဲ့လမ်းစဉ်ကို tourist master လာတာပေါ့ကျွန်တော်သိထားတဲ့ tourist master ကယူသည်နော်ရယူသည်ဆိုတဲ့အဓိပ္ပာယ်ဒီမှာကျတော့ရွေးချယ်သည်ဆိုတဲ့အဓိပ္ပာယ်နဲ့ဘာပြန်လို့ရတယ်大統領は強行路線を取ったသမ္မတကဒီခက်ခဲတဲ့လမ်းစဉ်ကိုရွေးချယ်ခဲ့တယ်ခက်ခဲတဲ့မူဝါဒကိုရွေးချယ်ခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးအဲဆိုရင်သုံးဖို့သုံးလေးသိမယ်ထင်ပါတယ်ရှင်းရော့နောက်တစ်ခုကကျတော့ရှင်းရော့ရှင်းရော့ကိုရှေ့ခန်းကြီးလေးရင်ခွဲကြည့်မယ်ဆိုရင်အရှေ့ခန်းကြီးကဆူဆူမှုရဲ့အဓိပ္ပာယ်ကရှေ့ဆက်သွားသည်ဆိုတဲ့အဓိပ္ပာယ်နော်ရှေ့ဆက်သွားသည်ဆူဆူမှုရဲ့ခန်းကြီးကရှေ့ဆက်သွားသည်သူ့ရဲ့အွန်ရောမီကရှင်းဆိုပြီးရှိမယ်အနောက်က raw လေးကခုနကကျွန်တော်ပြောခဲ့သလိုလမ်းမလမ်းကြောင်းခီးဆိုတဲ့အဓိပ္ပာယ်ဆိုတော့ရှေ့ဆက်သွားရမယ်လမ်းရှေ့ဆက်သွားရမယ်လမ်းကြောင်းဆိုတော့လမ်းကြောင်းဥတီယာဆိုတဲ့အဓိပ္ပာယ်ဥပမာမိမိရဲ့အနာဂတ်အတွက်တဲ့ရှေ့ဆက်ရှောက်မီလမ်းဆိုတဲ့အဓိပ္ပာယ်မျိုးဒီစကားလုံးကလည်းအရင်သုံးလို့ကောင်းတယ်ပေါ့နော်ပြီးတော့နောက်ပိုင်းလည်းသုံးတာအရင်များတယ်အဲဒါကြောင့်ထည့်ပေးထားတာဖြစ်တယ်ရှင်ရောのことについて先生に助言を求めたရှင်ရောရှေ့ဆက်ရမယ်လမ်းနဲ့ကိုယ့်ရဲ့အနာဂတ်အတွက်ရှေ့ဆက်ရမယ်လမ်းနဲ့ပတ်သက်ပြီးတော့တဲ့ことについて先生に助言を求めた助言ဆိုတာကအကြံဉာဏ်ပေါ့ဗျာ助言ဆိုတာအကြံဉာဏ်ဒီရှေ့ရခန်းကြီးလေးကတာဆုခဲဆိုတဲ့ခန်းကြီးလေးနော်ရှေ့ခန်းကြီးလေးမှာတာဆုခဲကူညီသူဆိုတဲ့ခန်းကြီးလေးအနောက်ကကျတော့email လေးပြောတည်ဆိုတဲ့ခန်းကြီးဆိုတော့နှစ်ခုပေါင်းလိုက်တော့助言အကြံဉာဏ် advice ဆိုတဲ့ပုံစံဖြစ်သွားတယ်ရှယ်ရလော့ကွတ်တိုနီဆိုတဲ့ဆန်စင်နီဂျော့ကန်ကိုမတူမဲ့တာဒီရှေ့ဆက်ရမယ့်နော်မိမိရဲ့အနာဂတ်လမ်းနဲ့ပတ်သက်ပြီးတော့ဆရာစီကနေအကူအညီမတူမဲ့တာတောင်းခံခဲ့ပါတယ်လို့ပြောတာပေါ့နော် Okay ဆိုတော့ဒါလေးတော့ပြီးပြီခန်းကြီးပေါ့နော်ဒီထဲမှာပါတဲ့ခန်းကြီးက၈လုံးပဲရှိတယ်အဲ့ဒါလေးပြီးပြီပေါ့ဆိုတော့ကျွန်တော်တို့ဖတ်စာလေးတော့ကြတာပေါ့Okay ဖတ်စာအုပ်မှာကပေးထားတဲ့စာလေးတွေဖတ်ကြည့်မယ်gosh ဒီ gosh ဆိုတာကကျတော့ခုနကပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ယထာတွဲနံပါတ်ကိုပြောတာပြီးတော့သူက gosh ပါလဲဆိုတော့ရှစ်သက်စက်ခိတဲ့ရှစ်သက်စက်ခိဆိုတာကကျတော့ရှေ့ကခန်းကြီးလေးကလက်ဆိုတဲ့ခန်းကြီး UP ရဲ့ခန်းကြီးနောက်ကတေးနောက်ကစက်ခိရှစ်သက်စက်ခိ program လောက်ထားတဲ့ထိုင်ကုန်နေ book လောက်ထားတဲ့ထိုင်ကုန်နေယထာတွဲနံပါတ်6ကတော့သူက GU စက်ခိဆိုပြီးပေးထားတယ် GU စက်ခိရဲ့အဓိပ္ပာယ်ကလွတ်လပ်တဲ့ခုံ GU ကလွတ်လပ်တော့ GU နလွတ်လပ်တော့အခမဲ့ဆိုတဲ့အဓိပ္ပာယ် GU စက်ခိလွတ်လပ်နေတဲ့ထိုင်ကုန်တွေဆိုတော့ program မလုပ်ထားတဲ့ထိုင်ကုန်တွေကိုပြောတာပြီးတော့ဒီမှာပေးထားတာက Nichu Ichi Benson ဆိုတာက platform နံပါတ်ယထာ platform နံပါတ်21နောက်တစ်ခုကျတော့ဒီမှာထိုင်ကုန်နံပါတ်14ပေါ့ဗျာနော်ထိုင်ကုန်နံပါတ်14ဒါလေးကဘန်ပေါ့ဆိုတော့ Ju Yun Ban မှာဆိုလို့ရှိရင်သူက A ထိုင်ကုန်နှစ်ခုရှိတယ် A ကကျတော့ပါလဲဆိုတော့မာတိုကာဝါဆိုတဲ့အဓိပ္ပာယ်ကပဒင်းပေါက်ပတ်ချံနောက်တစ်ခုကဆူရောကာဝါဆိုတော့ဆူရောကျတော့လူသွားလန်းဆိုတဲ့အဓိပ္ပာယ်ကာဝါကပတ်ချံဆိုတော့ဆူရောကာဝါဆိုလို့ရှိရင်လူသွားလန်းပတ်ချံပေါ့ Okay အားလေးရမယ်ထင်တယ်အဲဆိုရင်ကျွန်တော်နောက်က question လေးလုပ်ကြည့်မယ်ပေါ့နော် ratio လေးလုပ်ကြည့်မယ်
Okay ဖတ်ကြည့်အောင်နံပါတ်1外が見えるように窓側ဒါမှမဟုတ်ရင်စူရော側に座るဆိုတာထိုင်ပါတယ်ဟုတ်ပြီနော်座るရဲ့အဓိပ္ပာယ်ကထိုင်သည်သူ့မှာခုံရောမိပါရှိသေးလေသူ့ရဲ့အိုရောမိကပါရှိတယ်ဆိုတော့လာဆိုပြီးရှိမယ်လာဆိုတဲ့ထိုင်သည်ဆိုတဲ့ခန်းကြီးလေးရဲ့ဆက်ခိဆိုတဲ့ခန်းကြီးလေးပေါင်းလိုက်ရင်စာဆက်ခိထိုင်ကုန်ဆိုပြီးဖြစ်သွားတယ်ဟုတ်ပြီဒါခုနကသင်ခဲ့တဲ့စာလေး record ပြန်လုပ်ပြီးတာပေါ့နော်ဆိုတော့ဒါဆိုရင်外が見えるようにအပြင်ဘက်ကိုတဲ့見えるようにမြင်နိုင်အောင်လို့ကွက်လက်နိစုရလို့ကွက်လက်မှာထိုင်ပါမယ်အပြင်ဘက်ကိုမြင်နိုင်အောင်လို့ဆိုတော့ကျွန်တော်ပမာထိုင်ရမယ်ဆိုတော့ပရင်ပေါက်ဘက်ချမ်းမှာပဲထိုင်မှာပေါ့ A က窓側ပရင်ပေါက်ဘက်ချမ်းဆိုတော့အဖြေမှန်က A ပဲဖြစ်မယ်နံပါတ်1この電車は全席この電車はဒီယထာက全席ဆိုတာကထိုင်ကုန်အားလုံးဇန်ဆိုတဲ့အဓိပ္ပာယ်ဒီဇန်လေးကအားလုံးဆိုတဲ့အဓိပ္ပာယ်နဲ့သုံးတာပေါ့နော်သူရဲ့ခွန်ယောမိကမတ်တခုဆိုတဲ့အဓိပ္ပာယ်ရှိတယ်လုံးဝကိုဆိုတဲ့အဓိပ္ပာယ်ဟုတ်ပြီနော်ကျွန်တော်ဒီဇန်ကိုဘာမှမြင်လို့ရသေးတယ်ဆိုတော့ဇန်ဘူးတဲတို့အားလုံးတို့ဘာမှမြင်တယ်နော်ဒါဇန်ဆက်ခိအားလုံးဆိုတဲ့အဓိပ္ပာယ်နဲ့ခန်းကြည့်ရဆက်ခိထိုင်ကုန်ဆိုတဲ့အဓိပ္ပာယ်နဲ့ခန်းကြည့်ရနဲ့ပေါင်းလိုက်တော့ဇန်ဆက်ခိထိုင်ကုန်အားလုံးဒီယထာမှာတော့ဇန်ဆက်ခိထိုင်ကုန်အားလုံးကကွက်လက်ဖြစ်ပါတယ် and they ဆိုတာ stability တည်ငြိမ်သောဆိုတဲ့အဓိပ္ပာယ်ရှိတဲ့ဆိုတာကကြတော့ reserve လုပ်ထားတဲ့ဟာ book လုပ်ထားတဲ့ဟာဆိုတော့တည်ငြိမ်တယ်လို့ပြောလို့ပဲရမယ်နော် book လုပ်ထားတဲ့ဟာ reserve လုပ်ပြီးသားထိုင်ကုန်တွေဖြစ်ပါတယ်လို့ပြောမှာပေါ့ရှိတဲ့ test အဖြေမှန်က B ပဲဖြစ်မှာပေါ့နံပါတ်3ကကြတော့ kudari tensha ဆိုတော့က kudari ရဲ့အဓိပ္ပာယ်ကအစင်းယထာဆိုအဆုံးယထာနဲ့အစင်ယထာပြောသလိုမျိုးပေါ့ nobori tensha ဆိုရင်ကြတော့အတက်ယထာ kudari tensha ကြတော့သူကအစင်းယထာဒါလေးကိုဘယ်လိုဖတ်လဲဆိုတော့ kudari လို့ဖတ်တယ်အားရမှာတင်တယ်ဆိုတော့ kudari tensha ဝါတဲ့အစင်းယထာက niban sentence platform နံပါတ်2ဖြစ်ပါတယ် B ကကြတော့ nikosha test ယထာတွဲနံပါတ်2ဖြစ်ပါတယ်ဆိုတော့အစင်းယထာဆိုတာယထာတွဲတစ်ခုလုံးဆိုမှတော့ကျွန်တော်တို့ကအတွဲနဲ့ပြောလို့မရအောင်ကျွန်တော်တို့က platform နံပါတ်မှာပဲရှိရဲလို့ပြောရမှာပေါ့ niban sen ပဲမှန်လိမ့်မယ်အဖြေက A ပဲဖြစ်လိမ့်မယ်ဆိုတော့ nikosha ဆိုတာကျတော့သူကယထာတွဲတစ်ခုလုံးထဲမှာမှဒီပေါ့နော်တတွဲချင်းစီကိုပြောတာဒီ nikosha ဆိုတော့ယထာတွဲနံပါတ်2 niban sen ကျတော့ယထာရမဲ့ platform နံပါတ်2ကိုပြောတာဆိုတော့အဖြေမှန်က A ပဲဖြစ်မယ်နောက်တစ်ခု konomise က nanchu တဲ့ nanchu ဆိုတာကတစ်နှစ်ပတ်လုံး konomise ကဒီဈေးဆိုင်က nanchu တစ်နှစ်ပတ်လုံး mukyu test ပိတ်ရမရှိဖြစ်ပါတယ်ဒီရှေ့အခန်းကြီးလေးက mu ကျွန်တော်ရှေ့ပထမအဆုံးအခန်းမှာသင်ခဲ့ရတယ် mu ဆိုတဲ့အဓိပ္ပာယ်ကမရှိဆိုတဲ့အခန်းကြီးသူ့မှာက9ဆိုတဲ့အဓိပ္ပာယ်လည်းရှိတယ်ဟုတ်လားနော်ဒါဆိုရင်ဒီနောက်က Q ကကြတော့ကျွန်တော် Yasumi ဆိုတဲ့ခန်းကြီးပိတ်ရက်ဆိုတဲ့အဓိပ္ပာယ်လာတာဆိုတော့ Mukyu ဆိုတော့ပိတ်ရက်မရှိဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်နောက်တစ်ခုကျတော့ anthetes ကကြတော့တည်ငြိမ်နေဆိုတဲ့အဓိပ္ပာယ်take Q test take Q ဆိုတာကပုံသေးပိတ်ရက်ဥပမာတပတ်မှာဆိုရင်တနင်္ဂနွေနေ့အမြဲပိတ်ပါတယ်လို့ပြောခြင်း take Q နဲ့သုံးတာမျိုးပေါ့ Mukyu ဆိုတာကတော့ပိတ်ရက်မရှိတာမျိုးပြောတာ take Q ကကြတော့ပုံသေးပိတ်ရက်ရှိတာမျိုးပြောတာဆိုတော့ဒါဆိုလို့ရှိရင် konomise ပါတဲ့ဒီဆိုင်ကတစ်နှစ်ပတ်လုံးပိတ်ရက်မရှိဖြစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးမှမှန်မှာပေါ့ဆိုတော့အဲ့တော့ဘာနဲ့သုံးလိုက်လဲဆိုတော့ mukyu အဖြေမှန်က A ဖြစ်သွားတယ်နောက်တစ်ခုဒီခန်းကြီးလေးကအရှိရခန်းကြီးလေးကခခဲရုပြက်ကွက်တီဆိုတဲ့အဓိပ္ပာယ်နောက်ကခန်းကြီးလေးကဆက်ခိထိုင်ကုန်ဆိုတဲ့အဓိပ္ပာယ်ဆိုတော့ခက်ဆက်ခိဆိုတော့ပြက်ကွက်ခြင်းခက်ဆက်ခိနော်တဲ့ပြက်ကွက်ခြင်းရဲ့ GU ဆိုတာကလွတ်လပ်တော့နောက်က B ဆိုတာ reuse ဆိုတာလေးကအကြောင်းပြချက်ပြက်ကွက်ရတဲ့အကြောင်းပြချက်ကိုခက်ခုရေးပါတယ်ပေါ့အဖြေမှန်က B ပဲဖြစ်မယ်နံပါတ်6ကအရှိကခန်းကြီးကဆက်ခိထိုင်ကုန် B ကကြတော့မတူပတင်းပေါက်ကွက်လက်အိုးတဲ့အခဲရုပေါ့အခဲရုရဲ့အဓိပ္ပာယ်ကဖွင့်နေပေါ့ဆိုတော့ပတင်းပေါက်ကိုပဲဖွင့်မှာပေါ့အဖြေမှန်က B မတူအခဲရုနံပါတ်9電話ကတယ်လီဖုန်းဘန်ကိုနံပါတ်ရှင်းကိုဆိုတာကမီးပွိုင်အဓိပ္ပာယ်ပေါ်တယ်電話番号を教えるတယ်လီဖုန်းနံပါတ်ကိုပြောပြပေးမယ်တဲ့နောက်တစ်ခုကျတော့ခိုးဆိုခုဒါကအရှိရတစ်ခါမှသင်ခဲ့ရတယ်ကျွန်တော်အဲ့လေးလုံးကိုအတွဲလိုက်ချက်ခိုင်းထားတယ်ခိုးဆိုခုဒိုရိုအမြန်လမ်း highway လမ်းဟုတ်တယ်မလားနော်ခိုးဆိုခုဒိုရိုဆိုတာကလမ်းမှာရှင်းဆူရောပေါ့ဆူရောဆိုတာကကျတော့လူသွားလမ်းအဲ့လိုမျိုးပြောတာပေါ့ဒါဆိုတော့အဖြေမှန်က A ပဲဖြစ်မယ်ဒီလေးလုံးကိုအတွဲလိုက်ချက်ထားမယ်ခိုးဆိုခုဒိုရိုအိုခရူမာတေဟာရှိရုဆိုတာကပြေးတယ်ဆိုတဲ့အဓိပ္ပာယ်ဒါပေမဲ့ဒီမှာကားနဲ့တွဲလိုက်ပြီးဖြစ်တယ်လို့ကျွန်တော်တို့ကပြေးတယ်လို့ဘာသာပြန်တော့ပဲねကားကိုမောင်းပြီးသွားတယ်လို့ဘာသာပြန်မယ်ခိုးဆိုခုဒိုရိုအိုခရူမာတေဟာရှိရုဖြတ်တန်းသွားတယ်ဆိုတဲ့အဓိပ္ပာယ်လည်းသုံးလို့ရတယ်ဆိုတော့အမြန်လမ်းကိုဖြတ်တန်းသွားတယ်အမြန်လမ်းကိုကားမောင်းတယ်
အဲ့လိုအဓိပ္ပာယ်မျိုးရမယ်လို့ထင်ပါတယ်ဆိုတော့ဒါဆိုရင်ဒီ2နဲ့3လေးကိုတော့ကိုယ့်အကူဖြည့်ထားပေးမယ်ပေါ့ Okay ဆိုတော့အားလုံးလည်းနားလည်မယ်လို့ပြောနေပါတယ်ဒီနေ့တော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်